လို့ဒီချက်တနာပါ grade 5အခန်း1အပြေကိန်းနဲ့ဓာတမကိန်းများတွေကပုံစံပြပေးပါမယ်တရားဒဇင်းသည်6589မီတာရှည်လျားသည့်ကီလိုမီတာဖြင့်ညီများရှည်မည်နီဒီမှာကွက်လက်ကလေးတွေကိုအရင်ဖြည့်ပေးရမှာဆိုတော့နံပါတ်ကာကြီးကိုကြည့်မယ်ဆိုရင်1000မီတာမှာ1ကီလိုမီတာရှိတယ်အဲ့ဒါလေးကကြာမှတ်ထားရမှာသူတို့မပေးထားလဲပဲကိုယ့်ဖာတီကိုမှတ်ထားရမှာအဲ့တော့100မီတာရဲ့တန်ဖိုးကိုလိုချင်တယ်ဆိုလို့ရှိရင်100မီတာရဲ့တန်ဖိုး1000မီတာကြီးကို100မီတာအပိုင်းလေးတွေပိုင်းလိုက်မယ်ဆိုလို့ရှိရင်10ပုံပေါ့10ပိုင်းပိုင်းရမှာ10ပိုင်းပိုင်းလိုက်လို့ရှိရင်100မီတာကကျတော့1000မီတာကို10ပိုင်းပိုင်းပြီးတော့မှတစ်ပိုင်းနဲ့ယူထားတဲ့ပုံစံဖြစ်နေလို့သူက1ကီလိုမီတာကြီး10ပိုင်းတစ်ပိုင်းဆိုပြီးတော့မှပြောလို့ရတယ်1ကီလိုမီတာကြီး10ပိုင်းတစ်ပိုင်းဆိုပြီးတော့မှပြောလို့ရတယ်အဲ့အကြောင်းမလို့ဒီဘက်ကိုဒီမှာဆိုလို့ရှိရင်ညီမချင်းကိုကြည့်မယ်ဆိုလို့ရှိရင်လေဒီမှာသူ့ရဲ့ဆက်သက်ချက်က1000မီတာမှာ1ကီလိုမီတာရှိတယ်အဲ့တော့အဲ့1ကီလိုမီတာကြီးကို1000ကြီးကို100ပြောင်းသွားအောင်ဆိုလို့ရှိရင်10နဲ့စားခဲ့ရ10ပိုင်းတစ်ပိုင်းလို့ပြောရင်10နဲ့စားတာနဲ့အတူတူပါပဲအဲ့တော့ဒီဘက်က1ကိုလည်းပဲ10နဲ့စားမယ်ဒီဘက်ကိုဒီညီမချင်းတစ်ဖက်ကိုစားရတယ်ဆိုရင်10နဲ့စားရင်ဒီဘက်ကိုလည်း10နဲ့စားရမှာအဲ့လို10နဲ့စားတဲ့အခါမှာ1နှောင်မှာ3ညတစ်လုံးပါတဲ့ကောင်10လို့ပါလို့နဲ့စားတဲ့အခါမှာဓာတ်သမလေးထိုးပေးရုံပဲဓာတ်သမလေးထိုးပေးတယ်3ညတစ်လုံးပါတဲ့ကောင်1ရဲ့နောက်မှာညတစ်လုံးပါတဲ့ကောင်10နဲ့စားလို့ရှိရင်ဓာတ်သမတနေရဖြည့်ရမယ်ဒါကြောင့်မလို့ तू ကဓာတ်သမဖြည့်တဲ့အခါမှာနောက်ဆုံးကနေစပြီးတော့ဖြည့်ရမှာတနေရဖြည့်မှာမလို့ဒီမှာ1ကိုမှရှေ့ကိုနေတနေရဖြည့်လိုက်ပြီဆိုရင်ဓာတ်သမလေးကဒီနန်းလေးမှာရောက်လာမယ်နော်ဓာတ်သမလေးအဲကြောင့်မို့3ညဓာတ်သမ1ကီလိုမီတာဆိုပြီးတော့မှဖြစ်သွားတယ်နောက်တစ်ခုကကြာ10မီတာရဲ့တန်ဖိုး10မီတာမှာဆိုရင်3ညဓာတ်သမ1ကီလိုမီတာကြီး10ပိုင်းတစ်ပိုင်းလို့ပြောထားတယ်အဲ့လိုပဲနဲ့1ကီလိုမီတာကြီး100ပိုင်းတစ်ပိုင်းလည်းဟုတ်တယ်သူက2မျိုးရေးပေးထားတယ်အဲ့တော့3ညဓာတ်သမ1ကီလိုမီတာကြီး10ပိုင်းတစ်ပိုင်းဆိုတော့ဒီမှာ100နော်100မီတာမှာဆိုရင်3ညဓာတ်သမ1ကီလိုမီတာရှိတာ100မီတာရဲ့တန်ဖိုးဒီမှာ100ကနေပြီးတော့မှ10ဖြစ်သွားတာဆိုတော့10ဆိုလို့ရှိရင်100ကြီးကိုအပိုင်းလေးတွေပိုင်းမယ်ဆိုရင်10ဆိုပြီးပိုင်းလိုက်မယ်ဆိုလို့ရှိရင်10ပိုင်းရှိမှာပဲเนาะ10ပုံရှိမှာပဲအဲ့ဒါမှတော့10မီတာဆိုရင်တစ်ပိုင်းနဲ့ယူတာဖြစ်လို့သူက10ပိုင်းတစ်ပိုင်းနဲ့ပြောတာเนาะ3.1ကီလိုမီတာသူ့ရဲ့အဖြစ်ဖြစ်တဲ့3.1ကီလိုမီတာရဲ့10ပိုင်းတစ်ပိုင်းနဲ့လည်းတူတူပဲတကယ်လို့1ကီလိုမီတာကနေယူမယ်ဆိုရင်အပေါ်ဆုံးကဒီဆက်သွယ်ချက်ကြီးကနေယူမယ်ဆိုလို့ရှိရင်ကြတော့လေ1000မီတာက1000မီတာရဲ့100ပိုင်းတစ်ပိုင်းဖြစ်သွားပြီเนาะဒီချက်တော့ဒီလိုစဉ်းစားလိုက်ရတယ်1000ကြီးကိုအလွယ်စဉ်းစားမယ်ဆိုလို့ရှိရင်ဒီမှာ1000ကနေ10ဖြစ်သွားပြီ3ညနှလုံးရော့သွားတယ်3ညနှလုံးကကြေသွားတယ်အဲ့ဒီနှလုံးကြေသွားတယ်ဆိုလို့ရှိရင်100နဲ့စားတာနဲ့အတူတူပဲအားကြောင့်မို့100ပိုင်းတစ်ပိုင်းလို့သူ့ရဲ့အပိုင်းကတော့1ကီလိုမီတာအီ100ပိုင်းတစ်ပိုင်းလို့ပြောလို့လည်းရတယ်နော်အဲ့လို10တို့100တို့နဲ့စားတဲ့အခါမှာ3ညအလုံးတွေကိုကြည့်ပြီးတော့မှအောက်မှာဘိုင်းကြီးမှာ10နဲ့စားတယ်ဆို3ညတစ်လုံးပါတယ်ဆိုဓာတ်သမတနေရာဖြည့်ရမယ်100ဆိုရင်2နေရာဖြည့်ရမယ်အဲ့လိုမျိုးစဉ်းစားရမှာဒီမှာဆိုလို့ရှိရင်3ညဓာတ်သမ1ကီလိုမီတာကြီး10ပိုင်းတစ်ပိုင်းလောက်ရင်3ညဓာတ်သမ1ကီလိုမီတာကြီးကို10နဲ့ထပ်စားတဲ့ပုံစံမျိုးအဲ့ဒါဆိုရင်2နေရာထပ်ပြီးတော့ရှေ့ကိုတိုးပြီးရွှေ့ပေးရမှာဒီမှာရှိနေတာက3ညဓာတ်သမဒီမှာကြည့်တယ်3ညဓာတ်သမ1ရှိနေရနေပြီးတော့မှတနေရာထပ်ပြီးတော့ရှေ့ကိုရွှေ့လိုက်တယ်ဆိုလို့ရှိရင်ဓာတ်သမကဒီနန်းလေးကိုရောက်သွားမယ်အားကြောင့်မို့သူ့ရဲ့အဖြေက3ညဓာတ်သမ3ည1ဖြစ်သွားပြီနောက်ပြီးရင်နောက်ဆုံးကလိုချင်တဲ့ဟာ1မီတာရဲ့တန်ဖိုးလိုချင်တာ1မီတာဆိုလို့ရှိရင်3ညဓာတ်သမ3ည1ကီလိုမီတာကြီး10ပိုင်းတစ်ပိုင်းဒီအပေါ်မှာဆို1မီတာသူ့ရဲ့3ညဓာတ်သမ3ည1ကီလိုမီတာရဲ့အဖြေရဒီမှာလေ10မီတာ10မီတာဆို10မီတာကနေ1ဖြစ်သွားတယ်ဆိုလို့ရှိရင်10နဲ့စားခဲ့တဲ့ပုံစံမျိုးเนาะ10မီတာကြီး10မီတာကြီးကို1ကိုအပိုင်းလေးလိုက်ပိုင်းလိုက်မယ်ဆိုလို့ရှိရင်10မီတာ10မီတာ10မီတာဆိုပြီးတော့10ပိုင်းပိုင်းလိုက်မယ်ဆိုလို့ရှိရင်10ပိုင်းတစ်ပိုင်းကိုယူထားတာ10မီတာဆိုတာက10မီတာကြီးကို10ပုံပုံပြီးတစ်ပုံယူထားတဲ့ပုံစံဖြစ်နေတာမလို့10ပိုင်း3.3ကီလိုမီတာဤ10ပိုင်းတစ်ပိုင်းလို့ပြောလို့လည်းရတယ်အဲ့လိုမဟုတ်ဘဲနဲ့အပေါ်ဆုံးကသူ့ဇက်ကနေစဉ်းစားမယ်ဆိုလို့ရှိရင်လေ1000ကြီးရှိနေရနေပြီးတော့1ဖဲရှိတော့တာနော်1000ကြီးရှိနေရနေ1ဖဲရှိတော့အဲ့လိုအလွယ်မဲ့လို့လည်းရ1000ရှိနေရနေပြီး1ဖဲရှိတော့တာဆိုတော့နောက်မှရှိတဲ့3ညနေအကုန်လုံးကမရှိတော့အဲ့ဆို1000ကို1ဖြစ်အောင်ဆို1000နဲ့ပဲစားတာနော်1000မိုင်းတစ်ပိုင်းလို့ပြောလို့လည်းရတယ်အဲကြောင့်မို့1ကီလိုမီတာကြီး1000မိုင်းတစ်ပိုင်းလို့ပြောလိုက်တာနော်1000မိုင်းတစ်ပိုင်းဆိုဒီမှာငကိုတော့က3ည1ကီလိုမီတာကြီး10ပိုင်းတစ်ပိုင်းဆိုလို့ရှိရင်တနေရာထပ်ပြီးတော့နော်3ညတစ်လုံးပါတဲ့ကောင်နဲ့စားတယ်ဆိုတနေရာထပ်ပြီးတော့ရှေ့ကိုရွှေ့ပေးရမယ်သူ့ငကိုက3ညဓာတ်သမ3ည1ကနေပြီးတော့မှတနေရာထပ်ပြီးတော့ရှေ့ကိုရွှေ့လိုက်မယ်ဆိုလို့ရှိရင်ဓာတ်သမကဒီနန်းလေးကိုရောက်သွားမှာအဲကြောင့်မို့သူ့ရဲ့အဖြေက3ညဓာတ်သမ3ည1ဖြစ်သွားတယ်ဒီခါလေးကိုရှင်းတာတော့ဒီနေ့ရှင်းကြမှာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာထပ်တွေ့ကြပါမယ်